မြတ်စွာဘုရားကဘာသာတရားတစ်ခုထီထောင်တာမဟုတ်ဘူးသရဝါတွေကိုတကူတော်နဲ့မားတဲ့ဘုရားလည်းမဟုတ်ဘူးဆုံးမတဲ့ဘုရားသာဖြစ်တယ်ပညာပေးတဲ့ဘုရားသာဖြစ်တယ်အသိပညာသင်ပေးသည့်အတွက်ကြောင့်ဆုံးမဩဝါဒပေးလို့မြတ်စွာဘုရားဆုံးမတိုင်းလိုက်နာဆောင်ရွက်ခြင်းဟာကောင်းကျိုးချမ်းသာတွေကိုရရှိနိုင်တယ်ကဘာမှာလိုက်ပြီးတော့ကြည့်မယ်ဆိုရင်မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုရရှိသူနဲ့မရရှိသူမရရှိတဲ့ပုဂ္ဂိုလ်တွေကများတယ်ရရှိတဲ့ပုဂ္ဂိုလ်ကအလွန်နည်းအဲ့ဒီရရှိထားတဲ့ပုဂ္ဂိုလ်တွေအဆုံးအမလိုက်နာမှုပြုတဲ့ပုဂ္ဂိုလ်ရှိတယ်လို့လိုက်နာမှုမပြုတဲ့ပုဂ္ဂိုလ်တွေကများအဆုံးအမလည်းရထားတာဖြစ်ရမယ်မိမိကိုယ်တိုင်ကလည်းယုံယုံကြည်ကြည်နဲ့လိုက်နာပြီးတော့ပြုလုပ်နေတာလည်းဖြစ်ရအဲ့ဒါလို့ဆိုလို့ရှိရင်တော့မြတ်စွာဘုရားကိုယ်တိုင်ကသူဟောပြောတဲ့ဆုံးမစကားတွေနဲ့ပတ်သက်လာလို့ရှိရင်အမခံချက်ပေးထားတာရှိတယ်သွားခါတော်ဘဂဝတာဓမ္မောသွားခါတော်ဆိုတာသူ့အခါတော်အမှန်တိုင်းဟောတာဖြစ်တယ်အကြောင်းနဲ့အကျိုးနဲ့အကောင်းနဲ့အဆိုးနဲ့ခွဲခြားပြီးတော့အရှိကိုအရှိတိုင်းအမှန်ကိုအမှန်တိုင်းလောက်ကြံဖန်တီးမှုတွေမပါဘဲနဲ့လောကရဲ့သဘာဝဖြစ်စဉ်ကြီးတစ်ခုကိုမြတ်စွာဘုရားဟောကြားဆုံးမှာဘာသာတရားတိုင်းသွားခါတဖြစ်သလားလို့ဆိုမဖြစ်ဘူးသွားခါတမဖြစ်ရင်ဒုရခါတလို့ခေါ်တယ်ပြောထားတဲ့အတိုင်းမဖြစ်ရင်လွဲချော်မှုလို့ဆိုလိုတယ်ပေါ့ပြောရင်ပြောတဲ့အတိုင်းဖြစ်မှသွားခါတလွဲချော်မှုတွေဖြစ်သွားလို့ရှိရင်တော့ဒုရခါတအဲ့တော့လောကမှာဆုံးမဩဝါဒတွေပေးပြီးတော့လွဲချော်မှုဖြစ်တဲ့ဘာသာတရားကပိုများတယ်ဟောရင်ဟောတဲ့အတိုင်းလိုက်နာရင်လိုက်နာတဲ့အတိုင်းအကျိုးကိုဖြစ်ထွန်းစေတဲ့ဘာသာတရားဟာအလွန်ရှားပါတယ်ဒီလိုပြော